မင်္ဂလာပါဒီနေ့မှာဆိုကျွန်တော်တီဒီယန်ပေါက်ပြတဲ့နီးလေးကိုပြပြပေးကြမှာဖြစ်ပါတယ်အခုကျွန်တော်ဒီဘတ်စကားကိုတော့တီဒီယန်နဲ့ပေါက်လို့တော်ထားလိုက်ပါကျွန်တော်တို့ပေါက်ပြတဲ့အခါမှာကျွန်တော်တို့ခုံပြီးတော့ enemy ကိုပေါက်ပြီးတော့ပြစ်တယ်ဆိုတော့ enemy ပြစ်လိုက်တဲ့အခါမှာကိုရီးယားတွေးရတော့မရှိတော့ဘူးဆိုရင်ကိုရီးယားတေဖို့ရကန်တော့များနေပြီဆိုတော့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတော့ဘောက်ကိုဒီလိုမျိုးကတ်ပြီးတော့ပြေးပေါ့ဒီလိုမျိုးပတ်ပြေးပေါ့ဘောက်ကတ်ပြီးတော့ဒီလိုပတ်ပြေးပြီးတော့ပြစ်တာတော့ဘာလို့လုပ်မလဲဆိုရင်ထပ်တာပို့ပြီးတော့များပါတယ်ကိုပြန်ပြီးတော့အတက်ပြတ်ချင်တာပို့ပြီးများပါတယ်ဆိုတော့ကျွန်တော်တို့ brother တို့အားလုံးပဲ TDM မှာဘောက်ကိုဒီလိုမျိုးကတ်ပြီးတော့ပြစ်ရရပါမယ် brother တို့သူမတော့ဆက်ပြီးတော့ချစ်လို့ရမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူမမှာပိုင်ရှင်ရှိပါတယ်ပိုင်ရှင်ရှိရှားရပါတယ် brother တို့ပြုံးတာမျက်နှာမပြတ်ဘူးနှကပြောင်းနေပေမဲ့ရင်ဘကငိုနေတော့မေရင်ဘကမျက်ရည်တွေတွားမျက်လုံးကဟန်ဆောင်က